Welcome to the debate studio with Kenya Josopade. Ho dine male, tomorrow seko teka a chini to kugo a yensong miang jiao. Shensen a jino. Below me chini levia. Company to kuya stock share at Tamporiga. Ho dinya doing nate yagano toja thought it sobaso. The dintao digale pony tao shang sanere. When nani gale alopio dromla so be to dolly chiglani charily. Da a musang ya shi dio. Blobamle CEO dio yen sayare. So you are some a chatted kube mola. Hold up, ya. Erilo chimio so a colonga CEO Yenago, wine genie jamale. Piaya can need a chamber. A tea jabe. Eddie chema, tu patamazong balok dindele. Pemakabago, yongji mushishine, kaimare bongsan piatapo, semimbo chechen tatuamla. Tamamo yongkantagago big. Pongo chartabi. Tu a twinse kabago in some pianle disapo chi yuamla. Daga, Todole, and Yempoasia, Gaune Migume. Hopare? ဒါကြောင့်မို့လို့ဒီနေ့ဆွေးနွေးပွဲမှာကျမတို့ဟာဒေါက်တာမာဒေါက်ကကိုပိုင်ကဘာကိုဥဆောင်ခြင်းအထက်အဆင့်ခုနှစ်ဆင့်ဆိုတဲ့စာသားအပရိုအခြေခံပြီးဆွေးနွေးသွားကြမှာပါအဓိကမေခွန်းကတော့အကျက်တီးဒီဟာခေါင်းဆောင်တယောက်အထက်ကိုပိုင်ကဘာကိုပြန်လဲဒီဆော့ဖို့အခွင့်ရေးလာဒါမှမဟုတ်ခေါင်းဆောင်မှုဆိုတာလွှမ်းမိုးနိုင်စွမ်းဖြစ်တဲ့အဓိကရည်မှန်းချက်တန်ဤတွေးပြေထွားစေမဲ့အာယုံလွဲစရာတစ်ခုလားဆိုတာပါပဲ ဟုတ်ကဲ့ဒီနေ့မှာတော့ကျွန်တော်ကဒုတိယရှုထောင့်ထက်တဲ့ပြင်ပနေဘယ်ကနေရက်တီဆွေးနွေးသွားမှာပါဆိုလိုတာကခေါင်းဆောင်မှုဆိုတာအများအပေါ်လွှမ်းမိုးနိုင်စွမ်းအင်္ဂလိပ်လိုဆိုရင် leadership is influence ဆိုတဲ့အချက်ကိုကိုးစားပြုမှာပါအတွင်းပိုင်းကိုအလွန်မြတ်အာယုံစိုက်နေခြင်းဟာကိုယ့်ရဲ့နေဘယ်ကိုစိုးမိုးဖို့အဟန္တာချက်စီတယ်လို့ကျွန်တော်ယုံကြည်တယ်ဗျ Ye pite lo nyin kun twa ma ba. Sata de ma le shin shin lin lin ba de le. Tin le shi a chat de ha tin ko jwan jin mu shi ne si yan yi yue de so de a chat po. တဒနာဒီကြုံလာချီမှာခေါင်းဆောင်နေဟာအပေါ်ရဟန်ဆောင်နေလို့မရဘူးကိုယ့်ရဲ့အာတာကျက်အာနေချက်တွေကိုရှာဖွေပြီးအတွင်းစိတ်ကိုအရင်ရှင်းလင်းရမယ်ဒါမှသာပြင်ပကိုရေရှည်လွှမ်းမိုးနိုင်မှာလေ ဒီပေါင်းမယ်အဲ့ဒီရှုထောင့်နဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းကွဲလွဲခြင်းပါတယ်ဒေါက်တာမာရော့ရဲ့စာသားအစာပိုင်းမှာကိုကတင့်နယ်ဘယ်ကိုစိုးမိုးပါလို့အတိအလင်းလေးပေးထားတယ်လीအချက်တေးရောက်လာတဲ့အခါမှာခေါင်းဆောင်ကကိုယ့်ရဲ့အတွင်းစိတ်ကဘာကိုပဲပြန်လဲပြင်ဆင်ဖို့တကားပိတ်ပြီးအာယုံစိုက်နေမယ်ဆိုရင်ပြင်ပမှာဘာဖြစ်သွားမလဲပြင်ပနယ်ဘယ်ပေါ်လွှမ်းမိုးနိုင်စွမ်းကချက်ချင်းကိုကျဆင်းသွားမှာပေါ့ ဒါပေမဲ့အတွင်းပိုင်းမခိုင်ပါပဲအပြင်မှာဟန်ဆောင်နေလို့မှမရတာ ခေါင်းဆောင်မှုဆိုတာတရားထိုင်ပြီးကိုပြုစုံအောင်လုပ်နေတဲ့လုပ်ငန်းစဉ်တခုတည်းမဟုတ်ဘူးလေပြင်ပကဘာကကိုယုံကြည်အားကိုးနိုင်ဖို့တိကျပြတ်သားတဲ့လမ်းညွှန်မှုပေးခြင်းကသာနေသားအစစ်မှန်စစ်ပါတယ် ဟုတ်ပါပြီဒါဆိုရင်ကျမတို့ဆွေးနွေးပွဲပို့ပြီးရှင်းလင်းသွားအောင်အခြေခံသဘောတရားလေးတွေကိုအရင်ဖွင့်ဆိုကြည့်ရအောင်ရှင့်စာသားထဲမှာခဏခဏပါလာတဲ့ကိုပိုင်ကဘာအင်္ဂလိပ်လို private ward ဆိုတာဘာကိုဆိုလိုတာလဲပေါ့အကောင်းဆုံးဥပမာတစ်ခုပေးရရင်တော့အဲ့ဒါကတင်ပေါ်ဒဇင်းရဲ့ engine ခန်းတွေတူပါတယ် engine ခန်းစိတ်ဝင်စားစရာပဲဆက်ပြောပါအောင်ဗျာ ဟုတ်တယ်လေခရီးထည်ဒီတောက်ပဟုတ်တင်ရအောင်လိုက်ဝန်ထမ်းတွေက engine ခန်းထဲမှာဘာဖြစ်နေလဲဆိုတာကိုနေ့စဉ်မင်းရလေမရှိဘူးသူတို့ကကုန်းပေါ်ကအပြင်းစင်နဲ့တပိုးသွားနေတဲ့အရှင်ကိုပဲမြင်ရတာပေါ့ဒါပေမဲ့ engine ခန်းထဲမှာရေဝင်သွားရင်ဒါမှမဟုတ် engine ပလက်လန်သွားရင်အပေါ်ရန်ကိုမကဘလို့ပဲလှနေပါစေတင်ဘောရစလုံးနင်းမြုပ်သွားမှာပဲသိတယ်မလား ဟုတ်တယ် အကျအဲ့တဲ့ဆိုတာအဲ့ဒီ engine ခန်းထဲကယူစီနေတဲ့နေရာတွေကိုဖြိုဖျက်ပေးလိုက်တဲ့အရာပါဒါကြောင့်အတွဲပိုင်းကိုအရင်မဖြူပြင်းပဲအပြင်မှာဟန်ဆောင်နေလို့မရဘူးလို့ကျွန်မဆိုလိုတာပါ ဟို engine ခန်းဥမာသားတကက်ကိုထီအောင်ပါတယ်ဗျာဒါပေမဲ့ကျွန်တော်ဆက်ပြီးတွေးကြည့်ချင်တာကတင်ဘောကရွေးခဲ့တောင်ကိုဝင်တိုက်မိတော့မဲ့အချက်တဲ့သူမမုန်တိုင်းနဲ့ရောက်နေတဲ့အချိန်မှာပေါ့ကပတင်လုတ်သူကအင်ဂျင်ခန်းနဲ့ဆင်းပြီး PC တွေသွားစီးနေလို့ယူစိတ်နေတာကိုထိုင်ကြည့်နေလို့မရဘူးလေ ဒါပေမဲ့ engine ပြနေရင်သဘောကရွေးမှမရွေးတော့တာရှင်ကြီးလေ မမိုင်းဒါပေမဲ့အဲ့ဒီအရေးပေါ်အချိန်မှာကပတင်ရဲ့အဓိကတာဝန်ကပဲ့ကင်ပြီးတင်ဘောကိုလမ်းကြောင်းလွှဲဖို့ခရီးသည်တွေကိုအတန်ကျဲကျဲနဲ့လမ်းညွတ်မှုပေးဖို့ပါအဲ့ဒါကမှနေဘယ်ကိုစိုးမိုးတာပဲကိုယ့်ရဲ့ကိုယ်ပိုင်ကမာကိုအာယုံစိတ်လွန်းခြင်းကတကယ်လက်တွေ့မှာအရေးပေါ်တုံ့ပြန်ရမယ့်အခြေအနေကိုနှောင့်နှေးစေပါတယ်အထူးသဖြင့်အမှုဆောင်ဖွဲ့တွေတော့ပေါ့ အခုဆိုရင်ပြင်ပကမာနဲ့အတွင်းစိတ်ကမာကြားကတင်းမအမှုကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်လာရပါပြီဒီနေ့မှာစာသားကနေညွန်ပြထားတဲ့ပထမဆုံးလက်တွေ့ကျတဲ့အဆင့်တစ်ခုကိုတွားကြည့်အောင်အချက်တဲကိုရင်ဆိုင်ရမှာကိုယ့်ရဲ့အားနည်းချက်ကိုရှာဖွေဖော်ထုတ်ရမယ်လို့အဆင့်နှစ်မှာဆိုထားရလေရှင်းကတာကိုဆုံးဖြတ်ချက်ချဖို့နှောင့်နှေးစေတယ်လို့ထင်တာလား ဟုတ်တယ်ဗျာအဟံအတားတစ်ခုလိုကိုမြင်တာ ကျမကတော့
ဒါခွန်အားတစ်ခုလိုမြင်နေအားနည်းချက်ကိုတိရှိချင်းဆိုတာခန်းစားချက်တက်တက်ကိုပြောနေတာမဟုတ်ပါဘူးမဟာဗျူဟာမြောက်မြေပုံဆွဲခြင်းတစ်ခုပါပေါလုရဲ့စာဖြစ်တဲ့နိကောရင်တို့စနစ်အခန်းငယ်9မှာငါအားနည်းခြင်းနဲ့ခရစ်တော်၏တန်ခိုးတက်ရောက်နိုင်တဲ့ဆိုရဲကိုးကားချက်ကိုကြည်ပါ ဘာသာယေရှုတောင်ကနေပါ ဟုတ်တယ်ဒါကိုလက်တွေ့ခေါင်းဆောင်မှုမှာအတုံးချကြည့်မယ်လေခေါင်းဆောင်တယောက်ကကိုယ့်ရဲ့အားနည်းချက်ကိုတီးတွားရဲ့အခါဥပမာဘာနာအေးပိုင်းမှာငါအားနည်းတယ်တော့မဟုတ်လူတွေရဲ့ခံစားချက်ကိုနားလည်ပေးဖို့ငါလိုအပ်နေတယ်ဆိုတာကိုလက်ခံလိုက်တဲ့အခါသူဟာမာနကြောင့်မာရွေနဲ့ချောင်းဖက်ချမိမဲ့ပေးကနေကင်းရဲသွားပါတယ် အဲ့ဒီလိုလက်ခံလဲယုံနဲ့အကျက်တဲကပြေလည်သွားမှာလားဗျာ ရည်လဲသွားတာပေါ့ဘလို့အလုပ်လုပ်တယ်လဲဆိုရင်အားနည်းချက်ကိုတီးတဲ့ခေါင်းဆောင်ဟာအဲ့ဒီခွက်လက်ကိုဖြည့်ဖို့တခြားသူတွေကိုတာဝန်ခွဲဝေပေးနိုင်တယ်အေးအားလုံးကိုငါတီးတယ်ဆိုပြီးဟန်ဆောင်ကကုမ္ပဏီကိုသွင်းနဲ့ဆွာချမဲ့အဖြစ်မျိုးကနေကာကွယ်ပေးလိုက်တာပါဒါအလွန်ကြီးမားတဲ့ခွန်အားပါပဲ ခေါင်းဆောင်တယောက်အနေနဲ့ကိုတုံးသက်နိုင်စွမ်းရှိတာကိုကျွန်တော်လုံးဝလက်ခံပါတယ်တိုးတော်လည်းဗျာအဲ့ဒီအားနည်းချက်ကိုပဲအလုံးမမင်းအာယုံစိုက်နေခြင်းရဲ့အန်ဒီရဲ့ကိုကျွန်တော်ထောက်ပြချင်တာပါ ဘလို့အန်ဒီမျိုးလဲ စာသားရဲ့အဆင့်3ဖြစ်တဲ့မိမိချစ်ခင်သူများရဲ့ခံစားလွှဲမှုများကိုအာယုံစိုက်ခြင်းဆိုတာနဲ့ပဲပေါင်းစပ်လိုက်တဲ့ကပိုဆိုးတာပါတယ်အမှုဆောင်အရာရှိတဲ့ဖြစ်ဖြစ်ခေါင်းဆောင်မှုနယ်ပယ်ကိုစတင်ဝင်ရောက်လာတဲ့ junior manager ပဲဖြစ်ဖြစ်စဉ်းစားကြည့်အချက်တွေကိုပေါ်လာပြီဆိုတာနဲ့ကိုယ့်ရဲ့အားနည်းချက်တွေကိုလည်းထိုင်ပြီးခွဲချမ်းစိတ်ဖြာနေတဲ့နောက်လိုက်တဲ့ရဲ့စိတ်ခံစားချက်တွေကိုလည်းလိုက်ပြီးအာယုံစိုက်နေမယ်ဆိုရင်လေ ဆိုလိုတာကသူတို့တွေတွေးသွားမယ်ပေါ့ အတ္တိအကြပဲချက်ချင်းပြပြတတ်ပါလုပ်ရမယ်တုံ့ပြန်မှုတွေဟာရပ်တန့်သွားမှာပါခေါင်းဆောင်ဆိုတာမုံတိုင်းထဲမှာကိုယ့်ရဲ့အားနည်းချက်တွေကိုထိုင်ပြီးငူကျွေးနေဖို့မဟုတ်ပဲလိုရာခရီးရအောင်မောင်းနေဖို့ဖြစ်ပါတယ်ဥပမာပေးရရင်အားနည်းချက်ကိုအာယုံစိုက်နေတာကတန်ချက်ကအင်ဂျီဘောကအကွဲချောင်းကိုထိုင်ပြီးပြင်ဆင်နေတာနဲ့တူးနေမလား ဟုတ်နိုင်ပါတယ်တန်ချစ်ကအကွဲကြောင်ပေါ့ စစ်မြေပြင်မှာများပြီးမိုးရွာသလိုကြာနေတဲ့အချိန်မှာခေါင်းဆောင်လုပ်သူကကိုယ့်တန်ချက်ကအကြောင်းကိုထိုင်ပြီးကြည်ဆက်နေသူတေသွားမှာပေါ့ဗျာအဲ့ဒီအချိန်မှာရရတိုင်းကောက်ကင်ပြီးရန်သူကိုတင်တက်ရမယ်အဲ့ဒါကနေဘဟိုဆိုမိုးတာပဲအကြောင်းကိုတော့မှပြင်လို့ရပါတယ် ဟဲ့ပါအောင်အဲ့ဒီတိုင်ကဥပမာကိုပဲကျွန်မပြန်ယူသုံးပါစေကိုယ့်ရဲ့လက်မောင်းယူကျိုးနေတာဒါမှမဟုတ်အားနေနေတာကိုဒီလူရှူပြီးတိုင်ကားကိုသွားကောက်ကင်လိုက်တယ်ဆိုပါစို့ရန်သူကအဲ့ဒီလက်မောင်းကိုပဲရိုက်ချလိုက်တဲ့အခါမှာတိုင်ကားရောလူပါတခါတည်းကြာရှုံးသွားမှာပေါ့ အဲ့ဒီလိုလည်းမဟုတ်သေးပါဘူးဗျာ ဟုတ်တယ်လေအချက်တည်းဆိုတာအဲ့ဒီအကွဲကြောင်ကိုသူမမအားနေနေတဲ့နေရာကိုမိမောင်းထုံးပြလိုက်တဲ့အရာပါဒါကိုလိလူရှူပြီးပြင်ပမှာဩဇာသုံးဖို့တတ်ပဲအာယုံဆိုင်ရင်ပိုဆိုးတဲ့ရလက်ကိုပဲရလာမှာပါဒါကြောင့်မို့လို့စာသားရဲ့အစင်ချောင်းမှာအတွင်းရောပြင်ပမှာပါမေခုများစင်စက်မပြတ်မေးပါလို့ပါလာတာဖြစ်ပါတယ် အော်မေဟုံမေချင်းအရှင်းကိုရောက်သွားပြီပေါ့ ဟုတ်တယ်ကောင်းဆောင်တယောက်ကအချက်အတဲထဲမှာမေခိုးတွေစက်တိုက်မင်းနေတာကတကယ်လက်တွေမှာစွန့်ဖက်ချက်ချကိုအထက်အချောက်ကိုထည့်စေပါတယ်မေခွန်းထုတ်ခြင်းဟာညံမညာကိုကြဲပြန့်စေတယ်လေရှောလမုန်မင်းကြီးကိုမိဖုရားကခက်ခဲတဲ့မေခွန်းတွေမေးပြီးစမ်းသက်တဲ့ဥပမာကိုစာသားကထောက်ပြထားတယ် ဒါပေမဲ့အချိန်ကြီးကြံ့ကြောင်မစွာဘူးလားဗျာ မေခွန်းမေးတယ်ဆိုတာစွန့်ဖက်ချက်မချခြင်းလို့အချိန်ဆွဲတာမဟုတ်ပါဘူးရှင် data နဲ့အချက်အလက်တွေကိုတိတိကျကျစုဆောင်းတာပါဥပမာပြဿနာတစ်ခုတက်လာတဲ့အခါဒီပြဿနာရဲ့အရေးအမြစ်ကဘာလဲငါတို့ဘာတွေလွဲချော်သွားတယ်လဲလို့မိခွန်းထုတ်ခြင်းအပြင်နှုတ်ထက်အမားမျိုးထပ်မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ် တေချာစဉ်းစားကြည့်အောင်ဗျာအချက်တဲ့အချိန်မှာနောက်လိုက်ဒီဟာခေါင်းဆောင်စီကနေဒတ်တနီကတ်ဘေဒါဆွဲနွေးပွဲကိုလိုချင်တာမဟုတ်ဘူးဗျတိကျတဲ့အဖြေနဲ့ပြတ်သားတဲ့လမ်းညွှန်မှုကိုသာလိုလားကြတာပါ ဒါပေမဲ့အဖြစ်မားကြီးပေးလိုက်ရင်ပိုဆိုးသွားမှာပေါ့ ဒီလိုလေးအဆောက်အအုံတစ်ခုမီးလောင်နေတဲ့အချိန်မှာခေါင်းဆောင်လုပ်သူကဒီမီးကဘယ်ကနေစလောင်တာလဲလက်ရှိဝါယာရှော့ကြောင်လားဒါမှမဟုတ်လူတစ်ယောက်ရဲ့ပို့ဆောင်မှုကြောင်လားဆိုတဲ့မေးခွန်းတွေကိုထိုင်မဲနေလို့မရပါဘူးမီးကိုအရင်ငိမ့်တက်ရမယ်အချင်းတွေကိုအရင်စိုးမိုးရမှာမဟုတ်ပါလားမေးခွန်းနဲ့အဆက်မဖြတ်မေးနေခြင်းဟာဂျူနီယာမန်နေဂျာတွေအတွက်ဆိုရင်တီဝေမှုတတ်လို့မြင်ခံရနိုင်တယ်လွှမ်းမိုးနိုင်စွမ်းကိုချက်ချင်းထိခိုက်စေပါတယ် ရှင်ပြောတဲ့အချက်ကတော်တော်လေးစဉ်းစားစရာပါပဲအရေးပေါ်ခြေနေမှာအဖြစ်ရှာနေတာကအချိန်နှောင့်နှေးစေတယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့မှန်ကန်တဲ့မြေခွန်းမမေးပဲချက်ချင်းဆုံးဖြတ်ချက်ချလိုက်ရင်တော့ဘာဖြစ်သွားနိုင်တယ်လဲမီးလောင်တဲ့ဥပမာနဲ့ပဲပြန်ချပေးခြင်းပါတယ် ခြေပြစ်ကြည့်ပါအောင်ဗျာ ဟုတ်ပါတယ်မီးလောင်ရင်အရင်ငင်းရမယ်ဒါပေမဲ့မီးကဘာကြောင့်လောင်တာလဲဥပမာဓာတုဝေဒပစ္စည်းလေးကြောင့်လောင်တာလားလက်စစ်ကြောင့်လားဆိုတာကိုအရင်မမေးပဲရေနဲ့သွားပတ်လိုက်ရင်ပိုပြီးကြီးမားတဲ့ပေါက်ကွဲမှုဖက်သွားနိုင်တယ်လी အော်ဟုတ်ပါပဲအဲ့ဒီချက်ကတော့တဘာဝကြပါတယ် တွေ့လား
အချက်အတဲမှာအမြန်တုံ့ပြန်တာကောင်းပါတယ်ဒါပေမဲ့မာရွေးတဲ့တုံ့ပြန်မှုကအခြေအနေကိုပိုဆိုးသွားစေပါတယ်ဒါကြောင့်မိကိုမေးချင်းဆိုတာအချင်းဆွဲတာမဟုတ်ဖဲပြဿနာကိုအမှန်တကယ်ပြေလည်စေမဲ့အဖြေအမှန်ကိုရှာဖွေတာပါ ကောင်းပါပြီအခုဆိုရင်အားနည်းချက်ကိုဖော်ထုတ်တာနဲ့မေခုမေချင်းအပိုင်းတွေကိုကြော်ဖြတ်ပြီးနောက်ထပ်ပို့ပြီးနှဆိုင်တဲ့အဆင့်တစ်ခုကိုတွားကြည့်အောင်ဗျ ဘယ်အဆင့်ကိုသွားမလဲရှင် ခေါင်းဆောင်တရားအကြက်အသေးတွေကိုရောက်သွားတဲ့အခါပတ်ဝန်းကျင်ကလူတွေအကုန်လုံးကသူ့ကိုဝေဖန်ရှုတ်ချနေတဲ့အချိန်မျိုးမှာအဲ့ဒီခေါင်းဆောင်ကိုရေရှည်ရက်တည်နိုင်စေမယ့်တွန်းအားကဘယ်ကလာတယ်လဲဆိုတာပါပြင်ဘက်ကအတိမဖြူမှုကနေလားအတွင်းစိတ်ကနေလား တေချာပေါက်အတွင်းစိတ်ကနေပေါ့ ကျွန်တော်ကတော့အဲ့ဒီလိုမထင်ဘူးဗျာခေါင်းဆောင်ဆိုတာလူတွေနဲ့အလုပ်လုပ်ရတာပါဒါကြောင့်ပြင်ဘက်ပတ်ဝန်းကျင်ကအရေးကြီးဆုံးပါပဲစာသားရဲ့အဆင့်9မှာတင်းအပေါ်စစ်မှန်သောဂရုစိုက်မှုပြုသူများကိုစုချပါလို့ဆိုထားတာပါအကြက်တဲကာလမှာခေါင်းဆောင်တယောက်ကိုအမှန်တကယ်ကယ်တင်နိုင်တာဟာသူတည်ဆိုးထားတဲ့လူမှုဆက်ဆံရေးကွင်းရနဲ့သူယုံကြည်ရတဲ့လွတ်ဖို့ကိုင်ဘက်တွေပါပဲ ဟိုလူတွေကစွန့်ခွာသွားရင်ရော ပြင်ပမှာကိုယ့်ကိုဝင်ရမဲ့သူမရှိရင်ကိုယ့်ရဲ့လိုင်းညွှန်မှုကိုလိုက်နာမဲ့အတိုင်းဝိုင်းမရှိရင်ခေါင်းဆောင်ဆိုတာမရှိနိုင်ပါဘူးလူတွေရဲ့အတိမတ်ပြုမှုတန်ဖိုးထားမှုတွေကသာခေါင်းဆောင်တယောက်ကိုရှေ့ဆက်တော့ဖို့လက်တွေ့ကြတဲ့ခွန်အားတွေပေးစွမ်းနေတာဖြစ်ပါတယ် ချင်းဒီလိုတွေးတာကိုကျွန်မနားလေပါတယ်တော်တော်လဲတကယ်အစိုးအဆုံးအကြက်အတဲတွေမှာပြင်ဘက်ကလူတွေကကိုယ့်ကိုစွန့်ခွာသွားတော့ကြလေလေစာသားရဲ့အဆင့်9မှာဖော်ပြထားတဲ့ဒါဝင်ပြည်ကြီးရဲ့ဥပမာကိုကြည့်မှာ ဒါဝေမင်းကြီးရဲ့ဥမာဟုတ်ကဲ့ တက္ကမရယာဆိုရင်30အခန်းငယ်6မှာဒါဝိရဲ့တက်သားတွေသူချစ်တဲ့သူကိုဝန်းရံခဲ့တဲ့သူတွေကိုယ်တိုင်ကတားမြတဲ့ဖန်ဆီးခံရတဲ့အကြက်အတဲကြောင့်ဒါဝိကိုကြောက်ခင်းနဲ့ပေါက်ဖို့ပြောဆိုလာကြပါတယ်အဲ့ဒီအချိန်မှာပြင်ဘက်ကဘသူစီခမှအကူအညီမရခဲ့ပါဘူး တကယ်တော့ထီးကျန်ဆန်တဲ့ချိန်မှာ ဟုတ်ပါတယ်အဲ့ဒီအချိန်မှာဒါဝိဟာဖျားသခင်နိုင်မိမိကိုယ်ကိုခွန်အားယူခဲ့သည်လို့ဆိုထားပါတယ်ကျင်ပတ်နေပဲကြီးတစ်ခုလုံးပြိုကျပစ္စည်းသွားချိန်မှာသူ့ကိုပြန်လဲထူမှတ်ပေးနိုင်ခဲ့တာကအတွင်းစိတ်လွန်ဆောင်မှုတသက်သားထိပါတယ် ဒါဝေရဲ့ဖေးပြကစိတ်ဝင်စားကြကောင်းပါတယ်ဒါပေမဲ့လက်တွေ့ခေါင်းဆောင်မှုနယ်ပယ်မှာစဉ်းစားကြည့်ပါဦးဒါဝေကသူ့ကိုသူခွန်အားယူပြီးတဲ့နောက်မှာဂူထဲမှာထိုင်နေကြတာမဟုတ်ဘူးလေသူဟာချက်ချင်းပဲဖျားသခင်ကိုမြင်မြန်ပြီးပြတ်သားတဲ့လှုပ်ဆောင်ချက်တွေနဲ့ရန်သူကိုလက်လံတက်ခဲ့ဖို့သူ့ရဲ့လူတွေကိုပြန်လဲလွှမ်းမှုစုစည်းခဲ့ရတာပါ ဒါပေမဲ့အစပြူတာကအတွင်းစိတ်ကနေလေ ဟုတ်ပါတယ်ဒါပေမဲ့အတွင်းစိတ်ခွန်အားယူခြင်းဆိုတာအစပြုမှုတတ်တာဖြစ်ပြီးအဆုံးသတ်မဟုတ်ပါဘူးဗျာခေါင်းဆောင်မှုရဲ့အောင်မြင်ခြင်းကြာရှုံးခြင်းဆိုတာသူဘလောက်လင်းချင်းမြန်ပြင်ပနယ်ပယ်ကိုပြန်လဲဆိုးမွနိုင်ခဲ့တယ်ဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ်ဒါနဲ့စကားမဆက်နားစင်နေတဲ့စီဝိုင်းလောင်းငန်းရှင်တွေအမှုဆောင်အရာရှိတွေရဲ့စိတ်ထဲမှာဖြစ်လာနိုင်တဲ့တန်တရားတစ်ခုကိုကျွန်တော်ထပ်မေးခြင်းသေးတယ် မေးပါရှင် စာသားရဲ့အဆင့်ခွန်မှာတန်ရှင်းသောဝိညာဉ်တော်ဤတီရိုစကားများကိုဆွဲလန်းပါလို့ဆိုထားပါတယ်လက်တွေ့ကြစဉ်းစားကြည့်အောင်ဗျာခင်ဗျားစဉ်းစားကြည့်တယ်ကုမ္ပဏီဒေဝါလိကန်ရတော့မယ့်အချိန်တွေမှာရှယ်ယာရှင်တွေဒေါသထွက်နေတဲ့အချိန်မှာ CEO ကဘိုးအဖွဲ့ဝင်တွေကိုကျွန်တော်ဝိညာဉ်တော်ရဲ့တီရိုစကားတွေကိုနားထောင်နေပါတယ်လို့သွားပြောရင်ချက်ချင်းအလုပ်ထုတ်ခံရမှာကောဗျာ ဟာဒါကတော့ရှင်ကနည်းနည်းလွန်သွားပြီ မလွန်ပါဘူးဗျတကယ်ပြောတာဒီလိုဘာသာရေးစံတဲ့အတွေ့ခေါ်ကိုလက်တွေ့စီးပွားရေးနဲ့အလုပ်ခွင်နေပဲကအချက်အတဲတွေမှာဘလို့တုံးချမလဲဒါဟာတိတ်ပြီးစစ်ကူရင်စံမနေဘူးလား တိတ်ကောင်းတယ်မျိုးကမှာဘိုးဖွဲ့အစည်းအဝေးမှာတွားပြီးစမ်းကြတဲ့စကားတွေပြောရမယ်လို့ကျွန်မဆိုလိုတာမဟုတ်ဘူးလေဝိညာဉ်တော်ရဲ့တီးထိုးစကားများဆိုတာကိုလက်တွေ့ခေါင်းဆောင်မှုသဘောတရားအရာပြောရရင်အလွန်နှိုက်ဆိုင်ရဲ့မဟာဗျူဟာမြောက်ထိုးထွင်းတည်မြဲမှုနဲ့ကိုကျင်းတရားပိုင်းဆိုင်ရာပြတ်သားမှုကိုဆိုလိုတာပါ ဆိုလိုတာကအင်ဒူရှင်းမ ဟုတ်တယ်အချက်အတဲဆိုတာစူညံတန်လေးပြည့်နေတဲ့ချိန်မှာလူရန်ကအကြံဉာဏ်လေးပေးနေကြတယ်အဲ့ဒီစူညံတန်တွေကြားထဲမှာခေါင်းဆောင်တစ်ယောက်ဟာတည်ငြိမ်မှုရှိဖို့လိုတယ်ဟေရှာရဲ့30အခန်းငယ်27မှာတင်သွားရမယ့်လန်ကာအီလန်ပင်ဖြစ်သည်ဟုနောက်ကအတန်ကိုကြားရလိမ့်မည်လို့ပါရှိပါတယ် ကြပေမဲ့အဲ့ဒါကလက်တွေ့အကောအထည်ဖော်လို့ရပါမလား ရတာဗောဒါပုဂ္ဂိုလ်ရေးဆိုင်ရာနှစ်သိမ့်မှုတက်တက်မဟုတ်ပဲဖြတ်သားတဲ့မဟာဗျူဟာမြောက်ဥတီချက်ကိုရရှိခြင်းဖြစ်ပါတယ်အဲ့ဒီအတွင်းစိတ်ကလာတဲ့ယုံကြည်ချက်ကြီးလင်းပြတ်သားမှုကနေတစ်ဆင့်မှသာခေါင်းဆောင်ဟာပို့ဖွဲ့ဝင်ဒီရှေ့မှာမတုံမလွတ်တဲ့ယုံကြည်မှုမျိုးနဲ့တင်ပြနိုင်မှာပါအဲ့ဒါပြင်ပကိုအကောင်းဆုံးလမ်းမိုးနိုင်ဖို့လက်နက်တက်ဆင်ဒီခြင်းဖြစ်ပါတယ် ယုံကြည်ခြင်းနဲ့ကြည်လင်ပြတ်သားမှုရှိတာကတော့ကောင်းပါတယ်ဗျာဒါပေမဲ့အဲ့ဒီယုံကြည်ချက်ကလက်တွေ့အကောင်းအထည်ဖော်နိုင်တဲ့ view ဟာဖြစ်ချက်ချင်းမပြောင်းလဲနိုင်ဘူးဆိုရင်အဲ့ဒါဟာအာယုံလွဲစရာတက်ဖြစ်သွားပါလိမ့်မယ်ခေါင်းဆောင်ကြောက်ရဲ့အခြေနဲ့ဆွမ်းရအကန့်အသတ်ရှိတယ်လေ ဟုတ်တယ်
အချင်းရဲ့အကန့်အသတ်ရှိတယ် တွင်ပိုင်းစူးစမ်းရှာဖွေမှုတွေမိကုန်းတွေရှက်ပြက်မြည်တာတွေတီတိုးစကားတွေကိုစောက်ဆိုင်တာတွေအတွက်အချင်းပေးလွန်းနေကိုဦးဆောင်နေတဲ့ဖွဲ့ကြီးဟာရေတော်အတွင်းမှာတည်းပြိုလေသွားနိုင်ပါတယ်အကြက်တွေဟာတင်းကိုကျွမ်းကျင်မှုရှိစေဖို့ရည်ရွယ်ရဆိုတာမှန်ပါတယ်ဒါပေမဲ့အဲ့ဒီကျွမ်းကျင်မှုဆိုတာပြဿနာကိုမြန်မြန်ဆန်ဆန်ဖြေရှင်းပြီးအများသူငါပေါ်ဩဇာတက်ရမှုကိုပြန်လည်တည်ဆောက်နိုင်တဲ့ကျွမ်းကျင်မှုမျိုးဖြစ်ရပါမယ် ရှင်ပြောတာကအမြဲတမ်း proactive ဖြစ်ရမယ်ပေါ့ ဟုတ်တာပေါ့ဗျာတင့်နေပဲကိုစိုးမိုးပါဆိုတဲ့စကားစုကတက်ကြွတဲ့လောက်ဆောင်ချက်ကိုရှင်းရှင်းလင်းလင်းတောင်းဆိုနေတာပါ ဆွေးနွေးချက်တွေကတော်တော်လေးနဲ့ဆိုင်ပြီးစိတ်ဝင်စားကြကောင်းလာပါပြီအချိန်လက်စိတ်လာပြီဆိုတော့ကျမတို့ရဲ့ညှင်းကူမှုတွေကိုပြန်လဲစူးစီးကြည့်အောင်ပါရှင့်အနေနဲ့အရင်ဆုံးအချင်းချုပ်မှတ်ချက်လေးပေးပါလား အေကတီမီနေတာပါအကျက်အဒီကာလာမှာအတွင်ပိုင်းကိုအလွန်မင်းအာယုံဆိုင်လွန်ခြင်းကိုယ့်ရဲ့အာနယ်ချက်တွေနဲ့မေကုန်းတွေထဲမှာနစ်မွန်းနေခြင်းဟာခေါင်းဆောင်တယောက်ရဲ့ပြတ်သားမှုကိုပျောက်ဆုံးစေပြီးဒီဝေမှုကိုဖြစ်စေပါတယ်ဒါဟာလွှမ်းမိုးနိုင်ဆန်းကိုထိခိုက်စေတဲ့အာယုံလဲစရာဖြစ်သွားနိုင်ပါတယ်မုံတိုင်းထဲမှာအရေးကြီးဆုံးကတင်ပိုးကိုရှစ်ဆက်သွားနိုင်အောင်ပိုက်ကင်နိုင်စွမ်းပါပဲ ကစစ်တကျမရဲ့ယက်တီချက်ကတော့ရှင်းပါတယ်အချက်အတဲဆိုတာကျမတို့ရဲ့ကိုယ်ပိုင်ကဘာကိုပြန်လည်ဖွဲ့စည်းတည်ဆောက်ဖို့ဖန်တီးပေးထားတဲ့စမ်းသပ်မှုပါမိမိရဲ့အားနည်းချက်တွေကိုတတိပြုမိဖို့ပြဿနာရဲ့အရင်အမြစ်ကိုမေကွန်းထုတ်ဖို့နဲ့အတွင်းပိုင်းကလာတဲ့မဟာဗျူဟာမြောက်လက်ညွတ်မှုတွေကိုရယူဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်ဒီလုံးကန်းစင်တွေကတရှစ်မာထားခိုင်မာတဲ့ခေါင်းဆောင်မှုစွမ်းရည်ကိုသွေးပိတ်နိုင်မှာဖြစ်ပါတယ်အင်ဂျင်ခန်းကိုတခြားမပြုတ်ပင်ပဲနဲ့ကုန်းဘတ်ဖို့ကနေတင်ဘောကိုခရီးဆုံးနိုင်အောင်မောင်းနေမှာမဟုတ်ပါဘူး မျိုးစလုံးရဲ့ရှုထောင့်တွေကတကယ်ကိုခိုင်းလုံပါတယ်ဗျဒီဆွေးနွေးချက်တရားကြည့်ရင်ကျွန်တော်တို့အားလုံးသဘောတူညီနိုင်တဲ့အချက်တစ်ချက်ရှိလာပါတယ်အဲ့ဒါကတော့ခေါင်းဆောင်တယောက်မှာကိုယ်ပိုင်ကဘာရဲ့ကြီးညင်မှုနဲ့ပြင်ပလွှမ်းမိုးမှုအကြာမခွဲခြားနိုင်တဲ့အချက်အဆက်ရှိနေတယ်ဆိုတာပါပဲ ဟုတ်ပါပဲတိုးတိုးလဲအချက်အတေမုန်တိုင်းရိုက်ခတ်လာချိန်မှာဖေယာကိုပို့ပြီးဦးစားပေးရမလဲအင်ဂျင်ခန်းနဲ့ဆင်းပြီးပြင်ဆင်မလားဒါမှမဟုတ်ပဲကင်ပြီးတင်မောကိုတဲမှတ်မလားဆိုတဲ့အချက်မှာတော့ဆက်လက်ကွဲလွဲနေစေထိပါတယ်ဒီနေ့ဆွေးနွေးပွဲမှာကျမတို့အနေနဲ့ဘသူကအနိုင်ရတယ်ဘသူကအရှုံးဆိုတာတမတ်ပေးကွာမှာမဟုတ်ပါဘူး ဟုတ်ကဲ့ဒေါက်တာမာဒေါက်စ်ရဲ့စာသားတွေထဲမှာခေါင်းဆောင်မှုနဲ့ပတ်သက်ပြီးရှုထောင့်ပေါင်းစုံကနေစဉ်းစားစရာတွေလေ့လာစူးစမ်းစရာတွေအများကြီးကြံရှိနေသေးတယ် နောက်ဆင်သူများအနေနဲ့လေမိမိတို့ရဲ့ကိုယ်ပိုင်ခေါင်းဆောင်မှုခီးလဲမှာစီဝိုင်းလုံငယ်မဲ့ဖြစ်ဖြစ်အဖွဲ့အစည်းမှာမဲ့ဖြစ်ဖြစ်မုံတိုင်းတွေဝင်လာတဲ့အခါဘလို့တွန့်ပြန်မလဲဆိုတာကိုဒီဆွေးနွေးချက်တွေကနေတဆင့်ဆက်လက်တွေးတော့အဖြေချနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဆုံးအနေနဲ့ပြည်သက်တီအကမေခွန်းတစ်ခုချန်ထားခဲ့ပါစေတင်းရဲ့လက်ရှိကြုံတွေ့နေရတဲ့အချက်တဲကတင်းကိုအတွင်းစစ်စီခေါ်ဆောင်သွားတာလားဒါမှမဟုတ်ပင်ပနယ်ပဲကိုပုံမလွှမ်းမိုးနိုင်ကိုတွန်းပို့နေတာလားဆိုတာပါပဲတဒီပိတ်ကိုနားဆင်ပေးတဲ့ကကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ